အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ဗီဒီယိုလေးမှာတော့ဂျပန်စာရိုက်ဘန်ယူဟင်းကနေပြီးတော့ပစ္စည်းလာဖို့တဲ့အခါကိုယ်အိမ်မှာမရှိတာဖြစ်ဖြစ်ဇဝဲသွားတာအပြင်သွားတာအကြောင်းအရာမျိုးမျိုးကြောင့်လွဲသွားခဲ့တယ်ဆိုလို့ရှိရင်ဘယ်လိုပြန်ယူရမလဲဆိုတဲ့နည်းလမ်းလေးကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကဲအဲ့ဒါဆိုလို့ရှိရင်ဗီဒီယိုလေးကိုစလိုက်ကြရအောင်ဂျပန်စာရိုက်ဘန်ကနေပြီးတော့ပစ္စည်းလာဖို့တဲ့အခါကိုယ်အိမ်မှာမရှိဘူးဆိုလို့ရှိရင် delivery သမားကနေပြီးတော့ပြန်လည်ရွေးခုလုပ်ယူရမယ်ဒီစာရွက်ကလေးကိုကိုယ့်ရဲ့စာရိုက်ပေါက်ထဲမှာထည့်ပေးခဲ့မှာဖြစ်ပါတယ်ခင်ဗျာကိုကဒီစာရိုက်ပေါက်ကလေးမှာဒီစာရွက်ကလေးကိုရလာပြီဆိုလို့ရှိရင်အရင်ဆုံးကိုယ့်ရဲ့နာမည်ကိုမှားတဲ့ပစ္စည်းမှန်မှန်စစ်စစ်ပါစစ်စစ်ပြီးရဲ့အခါအောက်မှာပါတဲ့ QR လေးကို scan ဖတ်ပြီးတော့ပြန်လည်ချင်းဆိုခြင်းလုပ်ငန်းတွေလုပ်ဆောင်ရမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့အဲ့ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာပါတဲ့ QR လေးကို scan ဖတ်လိုက်ပါမယ်ခင်ဗျာကျွန်တော်ဒီမှာပါတဲ့ QR လေးကို scan ဖတ်ပြီးပြီဆိုလို့ရှိရင်တော့ open link copy share ဆိုတာလေးကိုတွေ့ရပါလိမ့်မယ်ကျွန်တော်တို့က open link လေးကိုနှိပ်ပေးပါခင်ဗျာဟုတ်ကဲ့အခုလိုမျိုး open link လေးကိုနှိပ်လိုက်ပြီဆိုလို့ရှိရင်တော့ဒီလိုမျိုးလေးတွေ့ရမှာဖြစ်ပါတယ်ဒီလိုမျိုးလေးတွေ့ရတဲ့အခါအောက်ဆုံးလေးကိုဆွဲလိုက်ပါခင်ဗျာအောက်ဆုံးလေးကိုဆွဲလို့ရှိရင်တော့ Suki Hair လေးကိုနှိပ်ပေးပါSuki Hair လေးကိုနှိပ်ပြီးပြီဆိုလို့ရှိရင်တော့ကိုလိုချင်တဲ့ရက်ကိုရွေးပါမယ်ခင်ဗျာဒီနေ့က15ရက်ဖြစ်တဲ့အတွက်ကျွန်တော်မနက်ဖြန်ကိုရွေးလိုက်ပါတယ်မနက်ဖြန်16ရက်ကျွန်တော်16ရက်ကိုရွေးလိုက်ပါတယ်ခင်ဗျာကျွန်တော်ကဒီနေ့မှာအကြောင်းအရာမျိုးမျိုးကြောင့်လှုပ်ရှားသွားခဲ့တဲ့အတွက်မနက်ဖြန်ကိုရွေးလိုက်ပါတယ်ခင်ဗျာ16ရက်နေ့ခါရောဘီလေးကိုကျွန်တော်အမှန်လေးချစ်ပေးလိုက်ပါတယ်โอเคကျွန်တော်တို့ရက်ကိုရွေးပြီးပြီဆိုလို့ရှိရင်တော့အချင်းကိုရွေးမှာဖြစ်ပါတယ်ခင်ဗျာအချင်းကိုရွေးမယ်ဆိုလို့ရှိရင်တော့ပေါ်ဆုံးမှာကတော့သတ်မှတ်ထားခြင်းမရှိဘူးဆိုတဲ့သဘောပါဒုတိယတစ်ကလေးမှာတော့အစာကော်စံကျူဖြစ်ပါတယ်မနက်ပိုင်းဖြစ်ပါတယ်မနက်ပိုင်းကတော့မနက်9:00နာရီကနေပြီးတော့12:00နာရီထိဖြစ်ပါတယ်ခင်ဗျာအောက်မှာကတော့12:00နာရီကနေပြီးတော့2:00နာရီ2:00နာရီကနေ4:00နာရီ4:00နာရီကနေ6:00နာရီ6:00နာရီကနေ8:00နာရီနဲ့နောက်ဆုံး9:00နာရီကနေပြီးတော့9:00နာရီဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့နောက်ဆုံးချိန်လေးလိုချင်တာဖြစ်တဲ့အတွက်9:00နာရီကနေ9:00နာရီကိုအမှန်တလေးချစ်ပေးလိုက်ပါတယ်โอเคကျွန်တော်တို့လိုချင်တဲ့ရက်တွေအချိန်တွေရွေးပြီးပြီဆိုလို့ရှိရင်တော့ဒီပေါ်လေးမှာကိုယ့်ရဲ့ဖုန်းနံပါတ်ရှိရဆိုရင်ကိုယ့်ရဲ့ဖုန်းနံပါတ်ကိုထည့်ပေးလို့ရပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်ရဲ့ဖုန်းနံပါတ်လေးကိုထည့်ပေးလိုက်ပါပြီပြီးရင်တော့အောက်မှာကကိုယ့်ရဲ့ Gmail ရှိရဆိုလို့ရှိရင်ထည့်ပေးပါခင်ဗျာအခုဆိုရင်ကျွန်တော်ရဲ့ Gmail လေးကိုထည့်ပေးပြီဆိုလို့ရှိရင်တော့ Suki Hair လေးကိုနှိပ်လိုက်ပါတယ်โอเคကျွန်တော်နှိပ်ပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်လိုချင်တာကမနက်ဖြန်12လပိုင်း16ရက်နေ့အချိန်က9:00နာရီကနေပြီးတော့9:00နာရီဖြစ်ပါတယ်။အောက်မှာကျွန်တော်ရဲ့ဖုန်းနံပါတ် Gmail လိပ်စာထည့်ပြီးပြီဆိုလို့ရှိရင်တော့ အော်လီကိုဆွဲလိုက်ပါခင်ဗျာ။ Okay အားလုံးပြီးပြီမှန်ကန်ပြီဆိုလို့ရှိရင်တော့အောက်မှာပါတဲ့မရှိကောမှုလေးကိုနှိပ်ပေးလိုက်ပါ။ Okay ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ပစ္စည်းပြန်လည်ချင်းဆိုခြင်းကိုလုပ်ဆောင်ပြီးပါပြီခင်ဗျာ။